1.2 GB ကိုဒီပုံမကောင်းမွန်တဲ့ဝက်များတဲ့ဟာလေးနဲ့ဒါအဆင့်မြင့်တင်ဖို့အတွက်ဆိုပြီးတော့ကျွန်တော်မေးထားတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်စီမှာဒီ internet မရတာဒါ9နှစ်ကျော်ဖြစ်သွားပြီအဲတော့ကျွန်တော်တို့ဒါ internet ပြန်လည်လုပ်ပေးဖို့အတွက်ကိုလည်းဒါကျွန်တော်မေးထားတာဖြစ်ပါတယ်ဆက်တွေ့ရေးတာဝန်ခံကကျွန်တော်တို့ကဒီတောင်ပေါ်ပေါ့ကျွန်တော်တောင်ပေါ်နေဆောင်ဝန်ထမ်းတူပဲခန့်ထားတာဖြစ်တယ်အဖြစ်တော့သူကဘာလုပ်လဲဆိုတော့သူတခုခုဖြစ်ရင်သူကဒီခလုတ်ကိုပိတ်တာဖွင့်လာရင်အဲ့နှစ်ခုပဲရတယ်ဂျန်နာမရတော့ဒီဤပညာပိုင်းနဲ့ပတ်သက်ပြီးတော့ဒါဤပညာကျွမ်းကျင်တဲ့ပညာရှင်ကြောင့်ခန့်ထားဖို့လဲကျွန်တော်ဒါမိထားဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီလေဟဲမြို့နယ်မှာပေါ့လေကျွန်တော်တို့ဒီ APT ရဲ့ Atom ရဲ့အဲ့ဖုန်းလိုင်းတွေကလုံးဝမရအောင်ဖြစ်နေရပါတော့ဒီဖုန်းပြောလို့ကိုမရတဲ့အခြေအနေမျိုးမှာဖြစ်နေပါတယ်ဒီတစ်ဖက်ကဟိုဖုန်းကဝင်သွားတယ်တစ်ဖက်ကပြန်ဖြေတဲ့အခါမှာဘာမှမကြားရတာမျိုးတွေရယ်နောက်ပြီးတော့ဒီကျွန်တော်တို့ဖုန်းခေါ်လိုက်တိုင်းဒီကြစ်လိဆိုတဲ့အတန်မျိုးတွေပဲကြားနေရတဲ့အခြေအနေဖြစ်နေရပါလေအကြောင်းရင်းကိုတော့ကျွန်တော်တို့ကစုံစမ်းကြည့်တဲ့အခါကျတော့ဒီအဲ့ဒီ MPT တိုင်မှာတက်ထားတဲ့ဒီဂျိုဒုစလောင်းကြောင့်ဖြစ်တယ်လို့ကျွန်တော်တို့ကသိရတာပေါ့နော်အဲ့စလောင်းကဘယ်လိုဖြစ်တာလဲဆိုတော့ဒီ1.2 UK ဒီအဲ့ဒီဝက်နဲ့ပဲတုံးထားတဲ့အခါကျတော့ဝက်ကနည်းနေတာပေါ့နည်းတဲ့အခါကျတော့ကျွန်တော်တို့ကဒီဒီဟာကိုထပ်ပြီးတော့ upgrade မြင့်ဖို့ပေါ့နော်ဒီဟာလေးကို1.2 UK ကိုဒီပုံမကောင်းမွန်တဲ့ဝက်များတဲ့ဟာလေးနဲ့ဒါအဆင့်မြင့်တင်ဖို့အတွက်ဆိုပြီးတော့ကျွန်တော်မေးထားတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်စီမှာဒီ internet မရတာဒါ9နှစ်ကျော်ဖြစ်သွားပြီအဲတော့ကျွန်တော်တို့ဒါ internet ပြန်လည်လုပ်ပေးဖို့အတွက်ကိုလည်းဒါကျွန်တော်မေးထားတာဖြစ်ပါတယ်နောက်ပြီးတော့နောက်တစ်ချက်ကကျတော့ဒီဆက်တွေ့ရေးတာဝန်ခံကကျွန်တော်တို့ကဒီတောင်ပေါ်ပေါ့ကျွန်တော်တောင်ပေါ်နေဆောင်ဝန်ထမ်းတူပဲခန့်ထားတာဖြစ်တယ်ဗျအဖြစ်တော့သူကဘာလုပ်လဲဆိုတော့တခုခုဖြစ်ရင်သူကဒီခလုတ်ကိုပိတ်တာဖွင့်လာရင်အဲ့နှစ်ခုပဲရတယ်ဂျန်နာမရတော့ဒီဤပညာပိုင်းနဲ့ပတ်သက်ပြီးတော့ဒါအဲ့ဒါတခုခုဖြစ်တယ်ဆိုရင်သူ့နေလိုက်ရင်သူကလုံးဝမသိတဲ့ခါမှာကျွန်တော်ကတော့အဖွင့်ပိတ်ပဲရတယ်ဆိုတော့အဲ့လိုဤပညာကျွမ်းကျင်တဲ့ဒီအစက်ပိုင်းကျွမ်းကျင်တဲ့ဒီဘယ်လိုပြောမလဲအဲ့ပညာရှင်မရှိတဲ့ခါကျတော့ဒါနိုင်ငံတော်အတွက်လည်းခုနပြောတဲ့ဟိုကျွန်တော်တို့ဘယ်လိုအဲ့နဲ့ထွန်းရမှဟာလေးဒီပစိန်နဲ့ပေါ့တဲ့ကိစ္စမျိုးဖြစ်တဲ့ခါကျတော့ဒါဆုံးရှုံးနေတာမျိုးအများကြီးဖြစ်စေတဲ့အတွက်ကြောင့်မလို့ဒါနည်းပညာကျွမ်းကျင်တဲ့ပညာရှင်တယောက်ကိုခန့်ထားဖို့လဲကျွန်တော်ဒါမိထားတာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျိုးကြီးစုကတော့အများကြီးရောက်မှာဖြစ်ပါတယ်ဒါအခုကျွန်တော်တို့လေဟဲမျိုးဟာဆိုတော့ဒီနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာရုံးဆိုင်တဲ့မျိုးဖြစ်တယ်လေမျိုးဖြစ်တော့ကျွန်တော်တို့ကဒေတာအဆင့်ဌာနဆိုင်ရာတွေလည်းရှိတယ်မြို့နယ်အဆင့်ဌာနဆိုင်ရာတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ဒီမိဘပြည်သူတွေရဲ့ဒါလူမှုရေးစီးပွားရေးဒါဘက်ပေါင်းစုံပေါ့နော်အဲ့ဒီကဏ္ဍမှာဒါအများကြီးအကျိုးရှိမှာဖြစ်ပါတယ်အင်တာနက်ပြန်လည်ရရှိမယ်ဆိုရင်လည်းဒါကျွန်တော်တို့ဒီဘယ်လိုပြောမလဲကျွန်တော်တို့ဟိုပြည်တွင်းပြည်ပမှာရှိတဲ့ဒီကျွန်တော်တို့အမျိုးတွေနဲ့လည်းချစ်ချင်းလင်မြန်စွာနဲ့ဒါဆက်သွယ်နိုင်မယ်ဒါခုနပညာရေးကဏ္ဍကျန်းမာရေးကဏ္ဍအကုန်လုံးကိုဒါအကျိုးရှိမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့